ခုချိန်ကြီးရှိနေတဲ့အလောင်းဖျားမင်းရဲ့ရွှေပေးစာကိုပြိတ္တကြီးတို့မြင်မှုကြလားအခုခေတ်လူငယ်တွေဆိုရင်တော့ရွှေပေးစာဆိုတာနဲ့ရွှေဆိုင်တွေကရွှေအပြားကြီးကိုတော်တော်များများတွေ့ဘူးကြလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့အလောင်းဖျားမင်းရဲ့ရွှေပေးစာဆိုတာကတော့အခုခေတ်လိုရွှေအပြားကြီးမဟုတ်ပါဘူးရွှေနဲ့ပြုလုပ်ထားတဲ့ပေးစာရွက်ဖြစ်ပြီးပေးစာရွက်ပေါ်မှာရေးလို့ချစ်လို့ရတာပဲဖြစ်ပါတယ်ထိုရွှေပေးစာဆိုရင်ကုန်းမောင်ခေတ်အစောပိုင်းကပေးစာရွက်ဖြစ်ပြီးအခုချိန်ထိတည်ရှိနေသေးတာပဲဖြစ်ပါတယ်။ထိုရွှေပေးစာကိုအလောင်းဖျားမင်းကနေပြီး1956ခုနှစ်မှာပြည်တင်ပြီးရင်ဒုတိယမြောက်ဂျော့ချ်တန်ကိုပေးပို့ခဲ့တာပဲဖြစ်ပါတယ်။ထိုရွှေပေးစာမှာဆိုရင်တစ်ဖက်မှာဗရက်များ12လုံးစီထည့်သွင်းထားတာပဲဖြစ်ပါတယ်။ရွှေပေးစာပေါ်ကမြင်တွေကတော့ပြက်ကုန်ပြီလို့သိရပါတယ်။ထိုရွှေပေးစာကိုတော့ဂျာမနီနိုင်ငံဟန်နိုဗာမြို့ကစာကြည့်တိုက်တစ်ခုမှာထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။2015ခုနှစ်မှာတော့ရွှေပေးစာကိုမြန်မာ၊ဂျာမနီနဲ့ United Kingdom တို့ကနေပြီးတော့ဘုံအမွေအနှစ်အဖြစ် UNESCO မှာကမ္ဘာအမွေအနှစ်မှတ်တမ်းစည်းမျဉ်းမှာထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘုသူဒဖြစ်ပေါ်ရာတွေကိုတင်ဆက်သွားမှာဖြစ်လို့စောရိုရဲ့တိလူရကို follow လုပ်ထားခဲ့ကြပါအောင်နော်။အဆုံးထိရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။